ချစ်သူလေးတို့ဒီနေ့မမတာနည်းနည်းလေးနောက်ကျသွားတော့လိုက်မလွှင့်ပြစ်လိုက်ဘူးအဲ့အတွက်ကြောင့်မလို့ဒရာကဒီမှာလေးချစ်သူလေးတို့တွေဖူးလို့ရအောင်လို့ဗီဒီယိုလေးတင်ပေးလိုက်မယ်ဒါကတော့အခုရွှေတကုံရောက်နေရင်ပြီးလို့ရှိရင်ဒါအခုဘယင်မကြီးရှင်စောပူတည်ထားတဲ့ဖះကိုသွားမယ်ပေါ့နော်အဲ့ဒါလေးလေဒီနေ့ sorry ပါလိုက်မလွှင့်လိုက်ရလို့ခဏနေဒီဗီဒီယိုလေးကိုတင်ပေးလိုက်မယ်နော်ဒါတော့ရွှေတကုံဖះဒါအခုတရားရောက်နေတာဆိုလို့ရှိရင်စနေတောင်းကနေပြန်ပတ်မယ်နောက်ဖက်မဟုတ်ဒါနေဘယင်မကြီးရှင်စောပူရှိတဲ့ဘက်ကိုသွားမယ်နော်ဒါရွှေတကုံဖះဖူးချင်တဲ့ချစ်သူလေးတွေဖူးလို့ရအောင်တင်ပေးလိုက်ပြီနော်ခရီးဒီရင်တော့လိုက်မလွှင့်ရလို့ဆိုပြီးတော့မှစိတ်ဆိုးနေတော့ဗီဒီယိုလေးပို့ပေးလိုက်မယ်ဒါကတော့ဒီနေ့ကတော့စနေနေ့ဆိုတော့မနေ့ကလို့မဟုတ်ဘူးဖះပေါ်မှာလူတွေလည်းအရှမ်းများပါတယ်ဒီနေ့နည်းနည်းလေးနောက်ကျနေမှာနောက်ဖက်တစ်ဆောင်နှစ်ပြားတစ်ဆောင်နှစ်ပြားဒီတစ်ဆောင်နဲ့မြန်နှစ်ပြားတစ်ဆောင်နှစ်ပြားတစ်ဆောင်ဒါနောက်ဖက်တစ်ဆောင်အခုတရားတို့ကသွားမှာမြောက်ဖက်ဘက်မှာအဲ့ဒီမြောက်ဖက်တစ်ဆောင်နဲ့နီးတယ်ပေါ့အဲ့ဒီဘက်မှာဘယ်မှာအရှင်ဆောင်တည်ထားတဲ့ဖះကိုသွားမယ်အဲ့ဒီအပင်ကိုလည်းဒါရိုက်ပြပေးမယ်နော်ဒါကတော့ရွှေတကုံဖះကြီးဖူးတင်တဲ့သူတွေအတွက်ကဲတဝါကြီးဖူးဒီနေ့နည်းနည်းတော့ကြာသွားတာဒါဒီနေ့နည်းနည်းတော့ကြာသွားတော့မြန်ဖះရှက်ခိုးနေရဆိုချစ်သူလေးတို့ line အဲ့ထိုင်တဲ့နေရာမှာတဲ့ line နည်းနည်းမကောင်းဆိုတော့အဲ့ဒါဖះလေးအရင်ရှက်ခိုးလိုက်မိရလိုက်မလွှင့်လိုက်တော့အဲ့ဒါလုံနေတာနောက်ကျမှာဆိုလို့လေဒါကတော့ကိုချစ်တွေဖူးလို့ရအောင်ဒီနေ့ကတော့ရင်မင်တော်မာလူတွေများတယ်။ခိုင်းလည်းများဒီနေ့နည်းနည်းပုံများစနေနေ့ဆိုတော့လူပုံများတယ်ဒါနည်းနည်းစောသေးတယ်။ရင်မင်တော်မာလူအများကြီးပဲ။ဒါတော့အခုတရားသွားနေတာကအဲလဲဆိုတော့ဘယင်မကြီးရှင်စောဘူးတည်ခဲ့တဲ့ဖះကိုမနေ့ကတော့လိုက်ပို့ပေးမယ်လို့ပြောရတယ်။အခုကဘယင်မကြီးရှင်စောဘူးတည်ခဲ့တဲ့ဖះကိုသွားမယ်ပြီးပြီဆိုရင်ဒါပြတ်မယ်။ဗီဒီယိုလေးကနည်းနည်းတိုးသွားမယ်။ဖះဒီကဖះလေးတွေဖူးလို့ရအောင်လုပ်ပေးတာလိုက်ကတော့ဒီနေ့မလွှင့်တော့ဘူးဆိုတော့လေဗီဒီယိုလေးပဲကြည့်လိုက်တော့ဟောစိတ်မဆိုးနဲ့တော့အခုသွားမယ်တော့ဒါကဟိုဟာယာဟုတောင်ဖြစ်တယ်အောင်မြင်နေပြီသူတို့တက်သွားလို့ရှိရင်ဒီမှာမြန်မာရှင်စောဘူးတည်ခဲ့တဲ့ဖះရှိတယ်တော်ဆုံးနေပါကိုရလည်းပြီးတော့ရွှေတုံဖះပရုံအကုန်လုံးနဲ့သွားမှာအဲ့တက်သွားလို့ရှင်ရောက်နည်းနည်းကြွရအောင်ဒါမှကြတော့ချမ်းသာကြီးဖះရှိရင်ချမ်းသာကြီးဖះကကြတော့သူကရက်တော်ရှိတယ်အပြိမန်းနဲ့အပူလောင်မှုတွေများတဲ့သူတွေကတော့ရက်တော်ရှိရရက်ခတ်တာပေါ့နော်အပေါ်မှာဒါကတော့ပထမပွဲရှိတယ်ပထမပွဲဆိုင်ဒီမှာဖုံကပထမရွတ်တယ်ဒီအရှိတွေမှာတော့ပန်းနေထားတယ်အပြင်ကြမှာရက်တော်ပြမယ်နော်ပြင်ကြမှာပြကဲဒီမှာကြီးချက်စောဘူးဖះမဟာကြတော့ပါတယ်များတယ်ထိတ်ထဝင်တဲ့လူတွေများတော့တွတ်ပြောမယ်နော်တော့ဒီအပင်တော့ဒါအမ်ဘယ်တော့ဟဲ့လေဒါဒီရဲ့အပင်ဒါမနေ့ကပြောတဲ့အပင်ပေါ့ဒီနေ့ကမှဒိဋ္ဌံဝင်တဲ့သူတွေများနေလို့အပင်ကိုဝူရပဲရိုက်ပြလိုက်မယ်နော်ဒီမှာပေါ့အပြင်မှာတော့ဒီမှာ
ဒါဒီစီဒီပေါ့ဒါတော့ဘယ်မှာရှင်စော်ဘူးတင်ထားတဲ့စီဒီပေါ့အဲ့ဒီရဲ့ဒီနားလေးကနေခုနတရာပြတဲ့အတွင်းလေးကဖယ်ရအောင်ကဲအလုံးမကျေးဇူးများတင်ပါတယ်ဒါတာဂရိတီရဲ့နော်ရှင်စောဘူးဘယ်မှာကြီးတည်ထားတဲ့ဖယ်ရပေါ့နော်ပြီးတော့သူကကြတော့ဒီမှာအပင်ကဒီမှာကြာလာပြီ200ချီနေပြီပေါ့ဒီပင်အမ်ဖွယ်3နဲ့မှာထည့်ထားတာဒီကအပင်ကအမ်ဖွယ်3ဆိုတော့ဒီမှာဒီပင်လေးပေါ့ဒါပြောရလေသူကအဝေးရပဲရိုက်ပြလိုက်မလို့ဆိုပါလေအဋိဌံဝင်တဲ့သူတွေရှိနေတော့အနှောက်အယှက်ဖြစ်မှာဆိုဒီအပင်အဲ့လိုဒါတော့ကျမမောင်လေးတွေညီမလေးတွေပေါ့ကဲအဲ့ဆိုလို့ရှိရင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ခရီးပင်လေးကဲအားလုံးတတာဆိုတတာပြခဲ့ပြီနော်အော်အေးဟုတ်သားပဲစီကြိုက်ပြအောင်ဆိုင်တော့ပါဟိုးမှာစီရှိရစီရှိရဒီအားလုံးပဲချစ်သူလေးတို့ရေကျေးဇူးများကြီးတင်ပါတယ်ဒီမှာနော်ဘယမကြီးရှင်စော်ပူဖျောက်လဲဇီဒီလည်းရိုက်ပို့ခဲ့ပြီးတွေ့ရဖျောက်လည်းရိုက်ပို့ခဲ့ပြီးဆိုတော့တရတာဝန်ကြည့်ပြီးနော်မနက်ဖြန်မပြန်တွေ့မယ်မနက်ဖြန်မနက်မှပဲတွေ့တော့အားလုံးပဲတက်တာ